အားလုံးပဲမင်္ဂလာပါချေကြီးကျူ channel လေးကနေကိုမိုင်းအားလုံးကိုတယောက်မကျန်နေထွေးတော့ပြန်လဲကြိုဆိုလိုက်ပါနော်ချေကြီးကိုမိုင်းအားလုံးပဲနော်မင်္ဂလာနေ့လည်ကင်းလေးပါနော်ချေကြီးကိုမိုင်းအားလုံးပဲနော်ချေကြီးကိုမိုင်းအားလုံးပဲနော်ချေကြီးမနေ့ကတော့ကိုမိုင်းအားလုံးပြောထားရနော်ဇာတိုးပတ်တီနော်ကိုမိုင်းအားလုံးပဲချေကြီးဇာတိုးပတ်တီကို9တလုံးကိုချေကြီးပြောထားပြီးတယ်နော်ကိုမိုင်းအားလုံးပဲဗုဒ္ဓဦးလုံးဝမကြော်ပါဘူးနော်ချေကြီးကိုမိုင်းအားလုံးပဲနော်ဇာတိုးပတ်တီလိုက်တဲ့ကိုမိုင်းအားလုံးအဆင်ပြေမယ်လို့တော့ချေကြီးထင်တယ်နော်စောစီစီလေးထွက်သွားတယ်ကိုမိုင်းအားလုံးပဲနော်ဇာတို့ပတ်တီအောင်သွားပြီနော်ကိုမိုင်းအားလုံးပဲနော်ချယ်ရီပေးထားတဲ့မွေးက3ခွက်ရှိတယ်အဲ့3ခွက်ကိုကိုမိုင်းအားလုံးပြန်လိုက်ထိုးပြပါနော်မွေးကကတော့ကိုမိုင်းအားလုံးပဲနော်9-2-5-2-5-8ပါနော်ကိုမိုင်းအားလုံးပဲနော်ချယ်ရီရဲ့ကိုမိုင်းအားလုံးပဲနော်ဒီချယ်ရီရဲ့ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုရင်ကိုမိုင်းအားလုံးပဲတယောက်တစ်ချက်လိုက်လက်မလေးနေမယ်နော် channel လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေမယ်အများတွေ့ပြီးအများမြင်ပြီးတော့နော်ကိုမိုင်းအားလုံးပဲ like share လေးတွေနဲ့ကိုမိုင်းအားလုံးပဲ share လို့ရမယ့်နေရာလေးနဲ့ကိုမိုင်းအားလုံးပဲ share ပေးကြမယ်နော်ချယ်ကြီးကိုမိုင်းအားလုံးပဲနော်ချယ်ကြီးကိုမိုင်းအားလုံးပဲနော်ချယ်ရီရတဲ့ကနန်းလေးနဲ့ကိုမိုင်းအားလုံးကိုရသည်ချင်းနဲ့စေတနာနဲ့ပါနော်ချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါနော်ကိုမိုင်းအားလုံးရှိရချယ်ရီတပြားတစ်ချက်မှမယူပါဘူးနော်ကိုမိုင်းအားလုံးပဲချယ်ရီရဲ့ကီးလည်းမညှိသေးဘူးနော်ကိုမိုင်းအားလုံးပဲဒီညက်နေချယ်ရီရဲ့ကီးကလုံးဝကိုညှိမှာပါနော်ဒါကြောင့်မို့နေကုန်ပေးထားတဲ့ကီးအတွက်ကြောင့်မလို့ကိုမရဲ့အားလုံးရှိမှလေနော်လုံးပိုင်လေးရှိရဲဆိုလို့ရှိရင်လုံးပိုင်လေးနဲ့ဆွက်ကပ်ပြီးကစားမယ်နော်ကိုမရဲ့အားလုံးပဲချယ်ရီရဲ့ကနန်းလေးတွေနော်ကိုမရဲ့အားလုံးပဲမနေ့ကမထွက်သွားတဲ့အတွက်ကြောင့်မို့ချယ်ရီကီးရောချယ်ရီရဲ့ကီးလည်းမဆွဲဘူးထိတ်စီးလည်းမဆွဲဘူးဆိုတော့ဒီညက်နေလုံးဝဆွဲပါလိမ့်မယ်ကိုမရဲ့အားလုံးပဲနော်ချယ်ရီကနန်းလေးတွေကိုမနေ့ကတိုင်းလေးပဲပြန်ပေးမှာနော်ကိုမရဲ့အားလုံးပဲဒီညက်နေကိုမိုင်းအားလုံးပါမယ်လို့ချယ်ရီယုံကြည်ထားရနော်ကိုမိုင်းအားမဒီညက်နေကိုတေချာလေးလိုက်ထိုးတာပါနော်။ဘာဖြစ်လို့လဲဆိုတော့ကီးရလည်းမညီဘူးထိတ်ကလည်းမညီသေးဘူးဆိုတော့ကိုမိုင်းအားလုံးပဲဒီညက်နေလုံးဝညီမှာနော်။ကိုမိုင်းသတိထားမိလားမနော်တောက်ကြနေညက်နေကချယ်ရီ3-5ပါပါရနော်။အဲ့လိုပေါ့ကနန်းလေးတဲ့မနေ့ပေးညက်နေထွက်ပေါ့နော်ချယ်ရီကနန်းကိုမိုင်းအားလုံးသတိထားမိလားမနော်။ဒီတစ်ပတ်မှာတော့ဒီလိုမျိုးမဖြစ်စေအောင်နော်ချယ်ရီဒီမနေ့ပိုင်းချယ်ရီကနန်းနေမညီဘူးဆိုရင်ချယ်ရီရှာထားတဲ့ကနန်းအဲ့လောက်ဒီလည်းမဝေးပါဘူးနော်ကိုမိုင်းရောဒီညက်နေချယ်ရီပြန်ထပ်ပေးမယ်နော်ကိုမိုင်းအားလုံးပဲ28ရက်နေ့4လပိုင်း2025တနင်္လာနေ့ညနေ4နာရီခွဲစီမှာကိုမိုင်းအားလုံးပဲတယောက်မကြံကိုမိုင်းအားလုံးပဲအဆင်ပြေစေရမယ်နော်ချယ်ရီရဲ့ကိုမိုင်းအားလုံးပဲနော်ချယ်ရီကနန်းလေးပေးမဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ကိုမိုင်းအားလုံးပဲတည်တည်ချာချာလေးလိုက်မှတ်ပေးထားမယ်နော်ကိုမဆိုင်ကလေးဘောဘီလေးရှိရဆိုလို့ရှိရင်ဆိုင်ကလေးနဲ့ဘောဘီလေးနဲ့ကိုမိုင်းအားလုံးပဲတည်ချာလေးလိုက်မှတ်ပေးပါနော်ချယ်ရီရဲ့ရှယ်ကီနော်ကိုမိုင်းအားလုံးပဲရှယ်ကီ4-9 ကီလေးပါနော်ကိုမိုင်းအားလုံးပဲ4-9 ကီလေးပါနော်နေကုန်ကီနော်နေကုန်ကီမနေ့ကတလုံးမှမဆွဲတဲ့အတွက်ကြောင့်မို့ဒီညက်နေဆွဲမှာကိုမိုင်းအားလုံးပဲနော်4-9 ကီလေးပါချယ်ရီရဲ့ကိုမိုင်းအားလုံးပဲချယ်ရီထိတ်စီးလေးက2-3ထိတ်စီးလေးပါကိုမိုင်းအားလုံးပဲ2-3ထိတ်စီးလေးပါနော်ချယ်ရီရဲ့ကိုမိုင်းအားလုံးပဲရှယ်မိန်ရှယ်မရတော့2-20 2-3 ပါနော်ချယ်ရီကိုမိုင်းအားလုံးပဲနောက်တစ်ခေါက်ထပ်ပြီးချယ်ရီပြောပြပေးမယ်နော်ကိုမိုင်းအားလုံးပဲ2ရယ်20ရယ်2ရယ်2-3ရယ်2-9ရယ်ပါနော်ကိုမိုင်းအားလုံးမနေ့ကကနန်းမဲ့ချယ်ရီပြန်ပေးတာပေါ့နော်အဲ့ဒါချယ်ရီကနန်းတွေကမနေ့မကြရင်ညက်နေကြတယ်ကိုမိုင်းအားလုံးချယ်ရီဗီဒီယိုဖိုင်ပြီးခဲ့တဲ့ဒီပြီးသွားတဲ့တပတ်လောက်ကကိုမိုင်းအားလုံးကြည့်လိုက်နော်ချယ်ရီကနန်းကွက်ကလေးတွေမပါပေမဲ့မနေ့ပေးပြီးညက်နေထွက်တယ်နော်ညနေပေးတဲ့နောက်နေ့မနေ့ထွက်တယ်ကနန်းကြိုးရှာနေသလိုဖြစ်တယ်ကိုမိုင်းအားလုံးပဲနော်အဲ့တော့ဒီမနေ့ကီရောထိတ်ကောမညှိဘူးဆိုတော့ဒီညနေလုံးဝပါမှာပါနော်ကိုမိုင်းအားလုံးပဲတေချာလေးလိုက်ကစားပေးပါနော်ချယ်ရီကိုမိုင်းဒူမိန်လေးရပါနော်ဒူမိန်လေးကတော့ခွန်3 ခွန်5ပါနော်ကိုမိုင်းအားလုံးပဲနော်ပြီးရင်3-8ကဲ3-4ရယ်3-9ရယ်30ရယ်ပါနော်ချယ်ရီကိုမိုင်းအားလုံးပဲကိုမိုင်းအားလုံးပဲနော်နောက်တစ်ခေါက်ထပ်ပြီးချယ်ရီထပ်ပြီးပြောပြပေးမယ်နော်ကိုမိုင်းအားလုံးပဲတေချာလေးလိုက်မှတ်ပေးပါနော်ရှယ်မိန်2-20 2-3 ပါနော်ကိုမိုင်းအားလုံးပဲပြီးရင်ဒူမိန်လေးကတော့ခွန်9ရယ်ခွန်4ရယ်ခွန်3ရယ်ခွန်5ရယ်ပါနော်ပြီးလို့ရှိရင်3-8ကဲ3-4ရယ်3-9ရယ်30ရယ်ပါနော်ချယ်ရီကိုမိုင်းအားလုံးချယ်ရီကိုမိုင်းအားလုံးပဲနော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမိုင်းအားလုံးတွေ့ပြီဆိုတာနဲ့တယောက်တစ်ချက်လိုက်လက်မလေးနေမယ်နော်channel လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေမယ်เนาะအများတွေ့ပြီးအများမြင်ပြီး like share လေးတွေနဲ့အကိုမရဲ့အားလုံးပဲ share ပေးကြမယ်เนาะချယ်ရီကိုမရဲ့အားလုံးပဲเนาะချယ်ရီကိုမရဲ့အားလုံးကိုပေါက်စေခြင်းနဲ့စေတနာနဲ့ပဲချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါเนาะ
အားလုံးပဲကိုမရဲ့အားလုံးပဲနော်ချယ်ရီကိုမရဲ့အားလုံးပဲဒီညက်နေတည်တည်ချာချာလေးလိုက်ကစားပါနော်ချယ်ရီကီးလည်းမညှိသေးဘူးထိတ်စီးရလည်းချယ်ရီပေးထားလဲနှစ်ခွန်3ထိတ်စီးရလည်းမကြသေးတဲ့အတွက်ကြောင့်မို့ဒီညက်နေကနေလုံးဝပါမယ်လို့ချယ်ရီရာခိုင်နှုန်း100ရာခိုင်နှုန်းထိတော့ချယ်ရီယုံကြည်ထားရနော်ကိုမရဲ့အားလုံးပဲဒီညက်နေတေချာလေးလိုက်ကစားပြီပါနော်ချယ်ရီဒီဗီဒီယိုဖိုင်လေးကိုကိုမရဲ့အားလုံးတွေ့ပြီဆိုတာနဲ့အစုံထိရအောင်လဲကိုမရဲ့အားလုံးပဲကြည့်သေးခြင်းတယ်နော်ချယ်ရီကိုမရဲ့အားလုံးပဲနော်ကိုမတွေပေါ့နော်ကိုမတွေကကနေချယ်ရီကကိုမတွေကိုသိအောင်ပြောပြမယ်နော်ချယ်ရီကနေကိုပါဇက်တက်ရှိရမပေးပါဘူးနော်ချယ်ရီကနေတွေကိုစိုက်နဲ့ကြည့်ပြီးတော့ကိုမရဲ့အားလုံးပဲနော်စိုက်ဆွဲမပြတာပဲရှိပါနော်စိုက်ကိုစိုက်နဲ့ချယ်ရီကနေကြည့်ထားတဲ့အတွက်ကြောင့်မလို့ကိုမရဲ့အားလုံးပဲချယ်ရီပါဇက်တက်ရှိရကနေမပေးပါဘူးဒါကြောင့်မို့အကိုမရဲ့အားလုံးကိုပေါက်စေခြင်းနဲ့စေတနာနဲ့ပဲချယ်ရီလာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါနော်ကိုမတွေရှိရလဲတပြားတစ်ချက်မှမယူပါဘူးနော်ချယ်ရီကိုကိုမရဲ့အားလုံးအားပေးခြင်းနဲ့ဆိုလို့ရှိရင်ချယ်ရီကိုလိုက်လက်မလေးတယောက်တစ်ချက်နေမယ်နော် channel လေးကို subscribe မရသေးဘူးဆိုလို့ရှိရင် channel လေးကို subscribe နေမယ်အများတွေ့ပြီးအများမြည်ပြီး like and share လေးတွေနဲ့ကိုမရဲ့အားလုံးပဲ like share ကြမယ်နော်ကိုမရဲ့အားလုံးပဲနော်ချယ်ရီနောက်တစ်ခေါက်ညက်နေကြလို့ရှိရင်ချယ်ရီပတ်တီးတစ်လုံးထပ်ထုတ်ပေးဦးမယ်နော်ဗုဒ္ဓဘောနော်နောက်ထပ်3ရက်ပေါ့နော်နောက်ထပ်3ရက်စာကိုချယ်ရီပတ်တီးတစ်လုံးထပ်ထုတ်ပေးဦးမယ်နော်ကိုမရဲ့အားလုံးပဲချယ်ရီရဲ့ပတ်တီးကစောစောစီးစီးလေးထွက်သွားပြီဆိုတော့ကိုမရဲ့အားလုံးပဲနောက်ထပ်တစ်လုံးချယ်ရီထပ်ပြောပြပေးမယ်နော်ဟုတ်ကဲ့ပါကိုမရဲ့အားလုံးပဲနော်28ရက်နေ့4လပိုင်း2025တနေ့လာနေညနေစည်းမှာကိုမရဲ့အားလုံးတယောက်မကြံအဆင်ပြေပါသေးလို့ချယ်ရီဘက်ကစုမှုကောင်းတောင်းတဲ့ကိုမရဲ့အားလုံးကိုချယ်ရီဗီဒီယိုဖိုင်လေးရနာခွင့်ပြုပါနော်ကိုမရဲ့အားလုံးပဲညကြမှာပြန်ဆုံးပါနော်အားလုံးပဲဘိုင်ပါ